ဟောလေကျွန်တော်ဒီနေ့လီလာမဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားမှုကောင်းလေဗျာnow this ကထုတ်ထားတဲ့မှတ်တမ်းဗီဒီယိုကိုရှေ့ခံပြီးတော့နိုင်ငံရေးပတ်မလိုက်ပဲအချက်အလက်တက်ကိုတေချာခွဲချင်းစိတ်ဖြာကြည့်ကြမှာပေါ့အန်ဂေါစာအကောင်းဆုံးကကမ္ဘာသမိုင်းမှာစစ်မှန်တဲ့ကွန်မြူနတီနိုင်ငံဆိုတော့တခုမှမရှိခဲ့ဘူးဆိုတဲ့အချက်ပဲဟုတ်တယ်ရှင်တကယ်ကိုအံ့ဩစရာပဲနော်အဲ့ဒီမှတ်တမ်းကိုတေချာလေ့လာကြည့်တော့မှပဲဒီကွန်မြူနတီဆိုတဲ့စကားလုံးကဘလောက်တောင်အလွဲတောင်းစားလောက်ခံနေရလဲဆိုတာပိုပြီးသိတာလာလေဒါပါဗျာဒါဆိုရင်တရင်ဒီမှာနေတိုင်းချားနေရတဲ့ကျောက်တိုမြောက်ကိုရီးယားလို့ကွန်မြူနတီလို့ခေါ်နေကြတဲ့နိုင်ငံတွေကတကယ်တမ်းကဘာဟာတွေလဲဆိုတာမေးစရာဖြစ်လာပြီလေဟုတ်ပါတယ်အဲ့ဒီအခြေအနေမှန်ကိုသိချင်ရင်လေကျမတို့အနေနဲ့socialist နဲ့ communist ဝါဒတွေရဲ့မူလရည်ရွယ်ချက်ကိုအရင်နားလည်ဖို့လိုမယ်ထင်တယ်အခြေခံအဖြစ်ကတော့ပြဿနာတစ်ခုတည်းကိုဖြေရှင်းမှုပေါ်လာတာပဲလေအဲ့လိုစမားကြီးခေါင်းပုံဖြတ်ခန့်နေတော့ပြောချင်တာမဟုတ်လားနေတာကိုရပ်တန့်ဖို့နဲ့လူရန်စားကွာဟမှုကိုဖျောက်ဖျက်ပြဖို့ကကာမတ်စ်ကဒီ theory တွေကိုစဉ်းစားခဲ့တာပေါ့ကာမတ်စ်ရဲ့ theory ကိုလက်တွေ့ဘဝနဲ့နည်းနည်းချိတ်ကြည့်အောင်ဗျာဥပမာနာမည်ကြီး coffee ဆိုင်ခွဲကြီးတစ်ခုကိုပြင်းမြင်ကြည့်လိုက်ဆိုင်မှာတနေ့ကိုမှတ်တရက်ပြီး coffee ဖြိုနေရတဲ့ဝန်ထမ်းတွေကလာစားနဲ့နဲလေးပဲရတယ်လေဟုတ်တယ်မဟုတ်လားဒါပေမဲ့ကိုယ်တိုင်ဘာမှဝင်မလုပ်တဲ့ပိုင်ရှင်နေကြတော့တန်းကြွယ်တဲ့ထဲတွေဖြစ်မိကြတယ်အဲ့ဒါပဲလေဗျာမတ်စကအမြင်မှာတော့ဒီလိုအရင်ရှင်တွေကအလုတ်သမားရဲ့လောအားစီကနေပူရှန်တဲ့တံပိုးတွေကိုအလကားနီးပါးစုပ်ယူနေတယ်လို့မြင်တာပဲဘယ်လိုပြောမလဲမတရားဘူးပေါ့ဗျာအဲ့ဒီအမျက်ထုတ်ခံရမှုကနေလွတ်မြောက်ဖို့ကစနစ်တစ်ခုလုံးကိုပြောင်းပြန်လန်ပစ်ဖို့လူရဲလို့မတ်စ်ကယုံကြည်ခဲ့တာပေါ့ထုတ်လုပ်မှုဆိုင်ရာအရင်အမျက်တွေကိုအလုတ်သမားတွေကစုပေါင်းပိုင်ဆိုင်ရမယ်ဆိုတဲ့အယူဆကအဲ့ဒီကနေစတာပဲရှင်ဆိုလိုတာကကော်ဖီဆိုင်ပိုင်ရှင်စီကနေအမျက်ငွေကိုခွဲတောင်းတာမျိုးမဟုတ်တော့ဘူးပေါ့မဟုတ်တော့ဘူးကော်ဖီဆိုင်တစ်ခုလုံးကိုအလုတ်သမားတွေကပိုင်ဆိုင်ရမယ်ဆိုတဲ့သဘောလေဒီလိုအပြောင်းလဲကြီးလုပ်ဖို့ဆိုတော့ socialist နဲ့ communist ဆိုတဲ့အဆင့်ဒီလိုအပ်လာတာပဲနေပါဦးဒါဆိုရင် socialist စနစ်ဆိုတာကပန်းတိုင်မဟုတ်သေးဘူးပေါ့communist စီမတွားခင်အခုအပြောင်းကာလာတစ်ခုလို့မြင်လို့ရတာပေါ့မှန်တာပေါ့ရှင်အရင်ရှင်စနစ်ကိုဖြိုချပြီးတာနဲ့ချက်ချင်းကြီးပြည့်စုံတဲ့လူအဖွဲ့အစည်းဖြစ်မလာနိုင်ဘူးလေဒါကြောင့်အကျိုးအဆင့်အနေနဲ့ socialist စနစ်ကိုအရင်သုံးရတာပေါ့အဲ့ဒီအဆင့်မှာဘယ်လိုလုပ်လဲဗျာနိုင်ငံတော်ကအကုန်ထိန်းချုပ်လိုက်တာလားဟုတ်တယ်လေနိုင်ငံတော်ကစက်ယုံနေလေယာတွေကိုထိန်းချုပ်လိုက်တယ်ပြီးတော့လူတိုင်းကကိုယ်နိုင်တယ်လို့အလုပ်လုပ်ရမယ်ရလာတဲ့အကျိုးအမြတ်ကိုအားလုံးတန်းတူဒါမို့လုံနိုင်စွမ်းအပေါ်မူတည်ပြီးခွဲဝေခန်းစားကြတယ်ပေါ့ဒီနေ့ခေတ်ဆွီဒင်နဲ့ကနေဒါလိုနိုင်ငံတွေကိုကြည့်ရင်လေဟုတ်တယ်သူတို့စီမှာအရင်ရှင်စနစ်ကိုခြေခံထားပေမဲ့အဲ့လို socialist ဘော်တရားကိုအချိုးကျပေါင်းဆက်ပြီးအောင်မြင်နေတာတွေ့နိုင်တယ်နော်ဒါပေါ့ရှင်အဲ့ဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်တကယ်နဲ့စဉ်းစားကြည့်ရင်ကျွန်တော်တို့နေ့စဉ်ပေးဆောင်နေတဲ့အခွန်ငွေတွေနဲ့လက်ပတ်နေတဲ့အများပြည်စုဆုံးကျန်းမာရေးဆောင်ရှောက်မှုတွေမိသက်တပ်ဖွဲ့တွေအစိုးရကျောင်းတွေဆိုတာကလည်းအားလုံးတန်းတူအကျိုးခံစားခွင့်ရဖို့ဆိုရဲ socialist အငွေသက်တွေပဲလေဟုတ်ပါတယ်အရင်ရှင်စနစ်ကြီးထဲမှာတော့မှဒီလိုစုပေါင်းထည့်ဝင်ပြီးအားလုံးမြောက်ဝဲ30တဲ့အယူဆတွေကအတိုင်းအတာတစ်ခုထိတကယ်ကိုအလို့ဖြစ်နေတာပဲရှင်ဒါပေမဲ့ communist အဆင့်ကိုကူးသွားတဲ့ခါကျတော့ဇလန်းကလုံးဝတစ်မျိုးဖြစ်သွားရောဘလို့တစ်မျိုးဖြစ်သွားတယ်လေဗျာကွန်မြူနစ်စနစ်ရဲ့အဓိကရည်မှန်းချက်ကပါများလေငွေကြေးစနစ်မလိုတော့တဲ့အခြေအနေကိုသွားဖို့ပဲပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာလုံးဝမရှိတော့ဘူးပေါ့တော်တော်လေးစိတ်ကူးရင်ဆန်တဲ့သဘောမျိုးဖြစ်သွားပြီနော်အဲ့ဒီမှာအရေးကြီးဆုံး theory ကဘာလဲဆိုတော့လူတွေအားလုံးတန်းတူညီမျှအဖြစ်သွားပြီဆိုရင်အုပ်ချုပ်မဲ့အစိုးရဒါမှမဟုတ်နိုင်ငံတော်ဆိုတဲ့ရန်တရားကြီးကအလိုလိုပျောက်ကွယ်သွားလိမ့်မယ်လို့ Musk ကတွက်ဆခဲ့တယ်အစိုးရမရှိပဲလူတွေကစုပေါက်တွေအချင်းချင်းတန်းတူစီမံအုပ်ချုပ်သွားကြမယ်ဆိုတဲ့စိတ်ကူးပေါ့ဗျာဒါပေမဲ့လက်တွေ့သမိုင်းကိုကြည့်လိုက်ရင်အဲ့ဒီလိုအစိုးရရန်တရားပျောက်ကွယ်သွားတယ်ဆိုတာလုံးဝမရှိခဲ့ဘူးဗျာဟုတ်တယ်ရှင်တကယ်ကိုမရှိခဲ့တာဩဇာအကောင်းဆုံးဥပမာတစ်ခုပြောရရင်နာမည်အကြီးဆုံးကွန်မြူနစ်နိုင်ငံလို့ထင်ရတဲ့ဆိုဗီယက်ယူရှားအမည်အဖြစ်ဆုံးက Union of Socialist Republics ဖြစ်နေတာပဲသူတို့ကိုယ်တိုင်တောင်ကွန်မြူနစ်အဆင့်ကိုမရောက်ခဲ့ဘူးဆိုတာဝန်ခံထားတဲ့သဘောမျိုးဖြစ်နေတယ်ဗင်နီဇွဲလားတော့ဗီယက်နမ်တို့မြောက်ကိုရီးယားတို့လည်းဒီအတိုင်းပဲမဟုတ်လားမှန်တာပေါ့အကြောင်းရင်းကရှင်းလေးပါရှင် theory အရနိုင်ငံတော်ကအရာအလုံးကိုထိန်းချုပ်ပြီးရင်ပြည်သူကိုအာဏာပြန်လွှဲပေးရမှာရှိပေမဲ့ဒီနေရာမှာလူတဘာဝဆိုတဲ့အရာမှအတားအဆီးကြီးနဲ့ဝင်တိုက်မိတာပဲလူတဘာဝဆိုတော့အာဏာမမောတာကိုပြောတာလားဗျအဲ့ဒါပဲပေါ့အာဏာကိုတစ်ချိန်ရသွားတဲ့လူလားတွေကအဲ့ဒီအာဏာကိုအလွယ်တကူပြန်မလွတ်ချင်ကြတော့ဘူးလေ
ပြည်သူကိုကိုစားပြုပါတယ်ဆိုတဲ့ခေါင်းဆောင်တွေကပဲအာဏာရှင်တွေဖြစ်လာကြတယ် ဒါကြောင့်ကွန်မြူနစ်စနစ်စီကိုတကယ်မရောက်ပဲအာဏာရှင်စနစ်တဲ့အဖြစ်နဲ့ပဲလမ်းဆုံးသွားကြတာကို ဟုတ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ခေတ်မှာဒီ system က communist system က socialist ဆိုပြီးစကားလုံးတွေကိုပေါ်ပေါ်ဆဆသုံးနေကြတာတွေကတမိုင်းနဲ့ theory ကိုတိကျနားမလည်ပဲသုံးနေကြတာများတယ်ရှင် တကယ်တော့နိုင်ငံရေးမှာနာမည်တက်ထားတဲ့စိုင်းဖို့ထက်အဲ့ဒီယန်ထရာတွေကလက်တွေ့မှာဘလို့လဲပတ်နေလဲအာနာကိုဘသူတွေကချုပ်ကင်ထားလဲဆိုတာကိုပဲခွဲချမ်းစိတ်ဖြာတတ်ဖို့ကပိုအရေးကြီးတာပေါ့ဗျာ ဟုတ်တယ်ရှင်လူရန်ဆိုင်မညီမျှမှုကိုဖြည့်ရှင်းခြင်းတဲ့စိတ်ကူကမြင့်မြတ်ကောင်းမွန်ပြီးမြတ်အကောင့်သေးဖို့တဲ့ယန်ထျောင်းမှာအာနာမေမောတဲ့လူသဘာဝကိုထိမ့်မတွက်ခဲ့ရင် theory ကနေအလွယ်တကူသွေးဖြည့်သွားတတ်တယ်ဆိုတာတမိုင်းကတက်သေးပြနေရတယ်ပဲလေ ဟုတ်ကဲ့ဗျာဒီလေးလာမှုကနေတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့မိကွန်းတစ်ခုထပ်လာတယ်လုံးဝပြည့်စုံပြီးတန်းတူညီမျှမှုရှိတဲ့လူဖွဲ့စည်းကိုဖန်တီးဖို့ဆိုတာစာရက်ပေါ်မှာပဲလှပတဲ့အိမ်မက်တစ်ခုလားပေါ့ တကယ်စဉ်းစားစရာပဲနော် ဟုတ်တယ်ဗျာအာနာနဲ့ခွင်တူးကိုလိုလားတဲ့လူသားတွေရဲ့တဘာဝကိုမဖျောက်ဖျက်နိုင်သူရဲ့တကယ်လက်တွေ့ကဘာမှာကောဘယ်တော့ခါမှဖြစ်လာနိုင်မှာမဟုတ်ဘူးလားအဲ့ဒါကတော့ဆက်ပြီးစဉ်းစားစရာပါပဲဗျာ